Hello ရတော့ပါဒီ vlog လေးကတော့ရတော့တို့စွန့်ချက်ပြီးတော့ဗောနော်ဘုန်းကြီးကျောင်းကိုသွားကတ်တဲ့ vlog လေးဖြစ်ပါတယ်အားလုံးပဲကြည့်ဝကြပါအောင်ရှင်ကျမအဲ့ဒီဗီဒီယိုမှာဆိုရင်ကျမအရင်ဆန်ကယ်စီးကျင်တဲ့အကြောင်းတွေကိုပြောနေရပါတော့နော်ဘုန်းကြီးကျောင်းကအိမ်နဲ့နီးနီးလေးဆိုတော့လမ်းလျှောက်ပြီးတော့ပဲသွားပို့ခဲ့ပါရဲ့ဒီလိုမျိုးဆွန့်ကတ်တာကြတော့သူကနေ့တိုင်းပေါ့နော်အလဲကြအလိုဆွန့်အတွက်ဟင်းနေချက်ပြီးတော့လာပို့ကြရပေါ့နော်ကျမဟာဆိုရင်လမ်းလျှောက်ရင်လေအလိုမိမသားဆန်ဆန်လေးရှောက်တက်တဲ့သူမလို့တီးခံပြီးကြည့်ပေးကြပါရှင်အခုတော့ရတော်တို့ကဒီဖုံးကြီးစွန့်ပွဲတွေပြင်းတဲ့နေရာဘက်ကိုသွားနေပါပြီအဲ့ဒီနေ့မှာဆိုရင်စွန်းချက်ပို့ကြတဲ့လူလည်းအများကြီးရှိရပေါ့နော်။အဲ့မှာဟင်းတွေကလည်းမျိုးစုံရှိအဲ့လိုဟင်းတွေမျိုးစုံချက်ပြီးတော့လာပြီးစွန်းကတ်ကြပါရဲ့။ချက်ထားတဲ့စွန်းပွဲတွေကိုရတော်တို့ကကိုယ်တိုင်ပြင်ပြီးတော့စပွဲပေါ်မှာချပေးကြပါရဲ့။ကျမတလွေးလုံနေလို့ပေါ့နော်။ကျမမာသာကူထည့်ပေးလိုက်ပါတယ်။ဒါကတော့တီးစုံဟင်းလေးပါ။အချိုပွဲလေးရယ်နောက်ပြီးတော့ခရမ်းသေးနဲ့ဝတ်တာအဲ့လိုမျိုးဟင်းမျိုးစုံပေါ့နော်လာပြီးတော့ကတ်ကြပါရဲ့ဒါတွေကတော့ဖျားဆွန်းကပ်ဖို့အတွက်ပြင်ဆင်ထားတာတွေပေါ့နော်ဒီဘက်မှာဆိုရင်တော့ဖုန်ကြီးတွေဆွန်းစားဖို့အတွက်ပြင်ဆင်ထားတာဖြစ်ပါတယ်ကျမကတော့ဆွန်းပွဲတွေချရင်လည်းရောက်ရက်တွေခတ်နေပါရဲ့ကဲရတော့ vlog လေးကဒီနေ့ဒီလောက်ပါပဲ bye bye